ပိတ်ရက်တွေမှာအရန်ကိုတာယာလာပါတယ်မျိုးလေးတစ်မျိုးရှိကိုသွားလိုက်ခဲ့ပါတယ်လမ်းမှာခဏဝင်လာတယ်ပြီးတော့လာပါတယ်လမ်းလေးတွေကိုဖြတ်ရင်းနဲ့ဒီမျိုးလေးရှိကိုရောက်ခဲ့ပါတယ်ပြီးတော့နခွန်နေရုပ်ဆိုတဲ့မျိုးလေးကိုရောက်ခဲ့ပါတယ်နခွန်နေရုပ်ဆိုတာလာပါတယ်ဖျားတွေတောင်တန်းတွေနဲ့ဘန်ကောက်နဲ့မနီပွဲမှာရှိတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်တလိုက်ဆန်လေးရဲ့ညီတော်တန်းတာယာလာပါတယ်တက်တော်ရဲ့စိတ်နဲ့ဆိုပြမှုကြောင့်ဒီခီလေးဟာကျင်းနေခဲ့ရပါတယ်ညနေလေးဆောင်ဝိုင်းဆိုတော့ adventure မျိုးစုံပြုလုပ်လို့ရတယ် leader adventure ကိုတွားရောက်လည်ပတ်ပါတယ်ဒီနေရာလေးကထူးခြားချက်ကသူတို့ကိုယ်တိုင် train ပေးတာပဲဖြစ်ပါတယ်နောက်ဆုံးနေရာလေးကတော့ one money ကိုလို့ခေါ်တဲ့ dragon temple ပဲဖြစ်ပါတယ်အရန်ကိုလာပါတယ်အနုပညာရည်နဲ့ပုံပေါ်လာတဲ့ကိုလေးတစ်ခုပဲဖြစ်ပါတယ်သွားတဲ့မျိုးလေးတစ်ခုဖြစ်တဲ့အတွက်အဒီစင်ကတော့အကြံပေးခြင်းပါတယ်ကြည့်ရှုပေးအတွက်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယို